ဒီနေ့ခေတ်မှာအင်တာနက်မရှိရင်လူအများစုအတွက်ဘဝကမဖြစ်နိုင်တယ်လို့ဖြစ်နေပါပြီ။မနေ့အိယာနိုးတာနဲ့ဖုန်းကိုကြည့်တယ်တင်းဖက်တယ်လူမှုကွန်ရက်သုံးတယ်ဒါတွေကနေ့စဉ်ဘဝရဲ့အစိတ်အပိုင်းဖြစ်သွားပါပြီ။ဒါပေမဲ့ကမ္ဘာပေါ်မှာအင်တာနက်ကိုအလုံးစုံနှိပါပိတ်ထားတဲ့နိုင်ငံတစ်ခုရှိပါတယ်။အဲ့ဒါကတော့မြောက်ကိုရီးယားနိုင်ငံပါ။ဒီနိုင်ငံမှာနိုင်ငံသားများစုဟာကမ္ဘာကြီးနဲ့တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့အင်တာနက်ကိုမသုံးနိုင်ကြပါဘူး။သူတို့အတွက်တည်တံ့ပြုလုပ်ထားတဲ့ကွန်မြောင်လို့ခေါ်တဲ့အတွင်းရေးကွန်ရက်တစ်ခုသာရှိပြီးအဲ့ဒီကွန်ရက်ထဲမှာလည်းအစိုးရကခွင့်ပြုထားတဲ့အချက်လက်တွေကိုပဲကြည့်ရှုနိုင်ပါတယ်။ Google, Facebook, YouTube လိုကမ္ဘာလုံးဆိုင်ရာ website တွေကိုမသုံးနိုင်ပဲနိုင်ငံပြင်ပကသတင်းချက်လက်တွေကိုလည်းမလွယ်ကူစွာသိရှိနိုင်ကြပါဘူး။အဲ့ဒီလိုအင်တာနက်ကိုကန့်သတ်ထားရတဲ့အဓိကရည်ရွယ်ချက်ကတော့အစိုးရအနေနဲ့သတင်းချက်လက်တွေကိုထိန်းချုပ်ပြီးလူတွေပဲရာကိုမြင်ရမယ်ပဲရာကိုမမြင်ရဘူးဆိုတာကိုဆုံးဖြတ်နိုင်ဖို့ပါပဲ။ဒီကမ္ဘာမှာလူအများစုအတွက်အင်တာနက်ဟာအခြေခံလိုအပ်ချက်တစ်ခုဖြစ်နေချိန်မှာတချို့နေရာတွေမှာတော့အင်တာနက်ဆိုတာအခွင့်အရေးတစ်ခုသာဖြစ်နေသေးပါတယ်။အင်တာနက်မရှိတဲ့အချိန်မှာလူတစ်ယောက်ရဲ့ကမ္ဘာကြီးဟာသူ့ပတ်ဝန်းကျင်ထဲမှာပဲကန့်သတ်သွားနိုင်ပြီးအပြင်ကမ္ဘာနဲ့ကွာခြားမှုတွေကိုမသိနိုင်တော့ပါဘူး။ဒါကြောင့်အင်တာနက်ဟာတာမန်နည်းပညာတစ်ခုထပ်ပိုးပြီးကမ္ဘာကြီးကိုမြင်နိုင်တဲ့မျက်လုံးတစ်စုံလိုပဲအရေးကြီးနေပြီလို့ဆိုနိုင်ပါတယ်။ဒီလိုမျိုးနေ့စဉ်ဗဟုသုတတွေအတွက် Daily Byte ကို follow ပေးခဲ့ကြပါအောင်။